ဆိုလို့ရှိရင်3 minus 1/4 ဒီလိုမျိုးဖြစ်လို့ရှိရင်အဲ့တော့ဥဆုံးပါကိုရင်ရှင်းမယ်ဆိုလက်သက်ကွင်းကိုရင်ရှင်းမယ်ပြီးမှတည်းထော့ကွင်းကိုရှင်းမှာဖြစ်ပါတယ်လက်သက်ကွင်းရင်ရှင်းမယ်လက်တော့ကွင်း 6/7 into သူတို့နှစ်ခုဘတ်ဆန်ကယူလိုက်မယ်ဘတ်ဆန်ကဒီ12 3 4 4 12 4တလီ4 3 4 4 12 3တလီ3ဒီလိုလေးပေါ့ပြီးရင် divided by ပြီးရင်ထော့ခွင်းသူတို့နှစ်ခုကျင်းလို့ရတယ်ဒီမှာဘာဖြစ်နေလဲဆို n2 ဖြစ်နေတဲ့အတွက်ကြောင့်3တလီ3 3တလီ6လို့ရှိရင်2/7 ဖြစ်မှာဖြစ်ပါတယ်ဒါလို့ဆိုလို့2/7 ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီလက်သက်ကွင်းကပျောက်သွားတော့မရှိတော့လက်သက်ကွင်းအတွက်က1/4ပြီးရင်ဘာကြလဲဆိုမရှိရင်တော့ကွင်း 6/7 into 1/12 တော့ကွင်းလက်သက်ကွင်းပျောက်သွားပြီနော် divided by ဘာဆန်ကယူမယ်28နှစ်လေးလီ8 minus 9တလီ9 7/8 7/28 sorry 7/28ဒီလိုလေးဖြစ်တာနော်ဒီလိုလေးဖြစ်သွားပြီလို့ရှိရင်အမြောက်ဆိုလို့ရှိရင်ချင်းလို့ရတယ်6တလီ6 6နှစ်လီ12ဒီလိုလေးပေါ့နော်အဲ့လို့ရှိရင်ဒီမှာဆိုလို့ရှိရင်1/40ဒါဆိုလို့ရှိရင်တော့ကွင်းမရှိတော့တော့ကွင်းပျောက်သွားပြီတို့နှစ်ခုရှင်းလိုက်တော့ divided by 1/28 divided by ဖြစ်တဲ့အတွက်ကြောင့်အနောက်ဂိမ်းကိုပြောင်းပြန်လာမယ် 1/40 into 28/1ဒါကျင်းလို့ရတယ်4တလီ14တလီ14 sorry 14တလီ14 14နှစ်လီ28ဒါဆိုသူရဲ့အဖြေသည်2ရမှာဖြစ်ပါတယ်ဒါသည်သူရဲ့အဖြေသည်2ဖြစ်ပါเนาะဒီမှာဆိုလို့ရှိရင်ဒီလိုရှင်းမယ်ပြီးမှတည်းတော့ကွင်းကိုရှင်းမယ်ပြီးမှတည်းလေးထောက်ကွင်းကိုရှင်းမှာဖြစ်ပါတယ်ဒီရှင်းမှာဆိုလေးတလီလေးအပိုင်းကြီးလေး3 4 12 15ဒီကြားထဲမှာဆို into ရှိဖြစ်ပါတယ်နော်ဒီရှိမယ်ပြီးလို့ရှိရင်လေးထောက်ကွင်းတော့ကွင်း9နှစ်30 12 3တလီ3 4အဲ့လိုရှိရင် 5/12 plus 7/15ဒီလိုဖြစ်တာနော် 50/4 into ထောက်ကွင်းတော့ကွင်းဘာဆန်က15စနစ်3 36 5 4 20ဒါကလက်သက်ကွင်းကြံနေတော့မယ်နော်လက်သက်ကွင်းမရှင်းရသေးဘူးရှင်းလို့ရအောင်ပြင်နေတယ်နော်ဒီလိုမျိုးရှင်းပြီလက်သက်ကွင်းကိုရှင်းပြီ50 56 into 5/12 တော့ကွင်းလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီနှစ်ခုတို့နှစ်ခုသူ့ကိုရှင်းလိုက်တယ်ဆိုတာကဒီမှာရှင်းလက်သက်ကွင်းကပျောက်သွားပြီနော်ဒီထောက်50/4 into လေးထောက်ကွင်းလို့ရှိရင်သူကဒီမှာ into ဖြစ်တဲ့ကြောင့်ရှင်းမယ်ကျင်းမယ်5တလီ5 3လီ15သူ့ကို4နဲ့ကျင်းမယ်4 3လီ12 4တလီ4 4 4လီ16လို့ရှိရင်ဒီတော့ကွင်းထဲမှာရှိနေတဲ့ဂိမ်းကိုရှင်းလိုက်ရင်3 3လီ9 14တလီ14တော့ကွင်းပျောက်သွားမယ်ဒီတော့ကွင်းပျောက်သွားနော်ဒီတော့ကွင်းမရှိတော့ဘူးဒီတော့ကွင်းပျောက်သွားပြီ plus
7 by 50 လေးထောက်ကိုလေးဖြစ်တာနော်လို့ရှိရင်50 by 4 into သူဘာဆန်ကယူမယ်သူဘာဆန်ကဒီ16ယူမယ်ဘာဆန်က16ဆိုလို့ရှိရင်40ကိုလည်း5နဲ့မြောက် plus 50ကို3နဲ့မြောက်7ကို3နဲ့မြောက်ဖြစ်တာနော်50 by 4 into ကိုငါလီ45ဒါဆိုလို့ရှိရင်40ကို5နဲ့မြောက်မယ်ဆို70 plus 50ဆို3နဲ့မြောက်ရင်45ခုနှစ်3လေး21ဒီလိုလေးနော်လို့ရှိရင်50 by 4 into ဘာဆန်က45ဒီမှာဆိုလို့ရှိရင်91ဒီလိုလေးဖြစ်သွားမှာထောက်ကွင်းကပြောင်းသွားပြီအကျဉ်းမယ်15တက်လီ15တုံးလို့ရှိရင်ဒီမှာဘာရလဲဆိုလို့ရှိရင်4 3လီ12 91တက်လီ91သူ့ကို12နဲ့စား12ကို9နဲ့မြောက်ကြည့်အောင်9နဲ့14တက်လီ9 84 12 9လီ84လို့လေးလို့ရှိရင်ဒီမှာနှုတ်လိုက်ရင်9ကျန်မယ်လို့ရှိရင်ကင်ရောရေးရင်7 by 12ဖြစ်ပါတယ်